ကလေးတွေမွေးဖို့လိုပါသည်ဖြူစင်ရတာတရားတရားကတတိတီလူသားအလုံးရှင်တန်တီချစ်စင်ရဲ့လာသည်လောက်အားကုသိုလ်ပြုကြသည်ဒါနာကုသိုလ်ပြုကြသည်သီလကုသိုလ်မြဲနေသည်မြင့်မြတ်သူတို့နှလုံးသားမှာမတ်ကြောက်တင်ထားသည်ပရာဟိတလုပ်ငန်းများစွာဝိုင်းဝန်းလို့ဆောင်ရွက်နေပါ